ဒီဗီဒီယိုလေးကတော့ဂျပန်နိုင်ငံရဲ့ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်တဲ့ဖူဂျီတောင်ကိုတက်ခဲ့တဲ့ဘလော့လေးပဲဖြစ်ပါတယ်။အခုကတော့ငါးလွှာကိုရောက်နေပါပြီ။ဒါကတော့တက်ရှိတို့တဲတဲ့နေရာနေပြီးတော့မှဖူဂျီတောင်ကိုလှမ်းမြင်နေရတဲ့ပုံစံပါ။ကိုတွေ့ထားခဲ့တာကဖူဂျီတောင်ပေါ်မှာတပည့်အနေနဲ့စိတ်ဆိုးရှိမယ်လို့ထင်နေတာပေါ့နော်။ဒါပေမဲ့တကယ်တမ်းတက်လိုက်တဲ့အချိန်မှာဘာပေမှမရှိပါဘူး။အပီလေးတွေဆိုတေးလေးတွေပဲရှိပါတယ်။ဒါလေးကတော့တောင်တဝက်ကနေပြီးတော့မှလှမ်းမြင်နေရတဲ့ view ပေါ့နော်။တိမ်နေပေါ်မှာရောက်နေတယ်လို့မျိုးခံစားရပြီးတော့မှအရန်ပျော်ဖို့ကောင်းပါတယ်။တောင်ပေါ်မှာလေးကြုံရင်ကြုံသလိုဓာတ်ပုံတွေရိုက်လိုက်တစ်တော်တွေဆော်လိုက်နေလို့ကြပါတယ်။အရန်ပျော်ဖို့ကောင်းပါတယ်။ဒါလေးကတော့ကိုယ့်ဘာသာကို TikTok ကင်မရာထောင်ပြီးတော့မှဓာတ်ပုံရိုက်နေတာပေါ့နော်ဒါကလေကိုယ့်ဘာသာကိုရိုက်လိုက်မှန်းတော့မသိလိုက်ပါဘူးဗီဒီယိုပြန်ကြည့်မှအဲ့ရိုက်လိုက်မှန်းသိလိုက်တာပါထောင်မှာကျတော့အရင်မပူဘူးပေါ့နော်နေရလဲရမ်းမပူဘူးပြီးလို့ရှိရင်လေးအေးလေးလည်းတိုက်နေရဆိုတော့ခါကျတော့မောတော့မောတယ်တောင်တက်တဲ့ချိန်မှာရမ်းတော့မောတယ်ဒါပေမဲ့အရင်မပူတဲ့အတွက်ကြောင့်မို့နည်းနည်းလေးတော့ခံတာသေးတယ်ပေါ့နော်ဒါကတော့ဖူဂျီတောင်ထိပ်ကိုရောက်နေပြီပေါ့နော်တောင်ထိပ်ကနေပြီးတော့မှမြင်ရတဲ့ view ပါတိမ်နေနဲ့အရန်လာပါတယ်ဒါကတော့ဖူဂျီတောင်ထိပ်မှာရှိနေတဲ့မီးတောင်ပေါက်ဝဖြစ်ပါတယ်ကိုကအမြင့်ရမ်းချုပ်တာမလို့နီးနိုင်ကပ်ပြီးတော့မှအရင်မကြည့်ရဘူးပေါ့နော်တောင်ပေါ်မှာတညအိပ်ပြီးတဲ့အခါမှာမနက်စောစောနေကြည့်ပြီးတဲ့နောက်တက်ရှိတော့တွေပြန်ပြီးတော့မှဆင်းလာကြပြီဖြစ်ပါတယ်အဲဒီမှာဆိုတော့ချင်းရင်လမ်းရပေါ့နော်ကြောက်စတဲ့လမ်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကိုချော်လဲပါတယ်ဒီထဲမှာကအဲ့အဖြူလေးနဲ့ပေါ့နော်ချုပ်ပွဲအဖြူအုတ်ထုပ်ဖြူလေးနဲ့ကကျမပါအဲ့မှာခဏနေဆိုလို့ချင်းချော်လဲပါပြီအဲ့ဒီလိုနဲ့ပဲချော်လဲလိုက်ပြန်ထားလိုက်ထူပေးလိုက်နဲ့တယောက်နဲ့တယောက်ဖေးမကူညီနဲ့ပဲအောက်ဆုံးကိုဆင်းလာနိုင်ခဲ့ပါတယ်ရှင်